အာဆီယံရဲ့ဟော်လန်ဒိုနီးရှားကိုအားကျလို့ဘရာပင်ဂျင်တီးရှားလုပ်တော့မဲ့မလေးရှားလိုက်ဝေးစဉ်အသင်းအားလုံးပဲမင်္ဂလာပါလိုတားကြီးတဲ့ကိုကြိုင်းနဲ့ဘုံမထားတီးမဲ့ကိုကြိုင်းတို့ရဲ့အာရှကြိုင်း channel ကနေကြိုးဆိုလိုက်ရပါတယ်အခုလက်ရှိအင်ဒိုနီးရှားလိုက်ဝေးစဉ်အသင်းဟာဆိုရင်တော့အာဆီယံရဲ့ဟော်လန်ဒိုနီးရှားဆိုပြီးတော့အများကစာနောက်ပြောဆိုနေကြတာကိုတွေ့နေရပါတယ်ပြင်ဆင်မှုတွေအကောင်းဆုံးလုပ်ပြီးတော့ကစားမရွေးချယ်ရမှာလဲလုံပိုင်ကွင်းဘောင်ထဲကနေသွင်းတော်ကာပြားနဲ့ဝေစားသားကစားမတွေကိုပါရွေးချယ်ပြီးတော့ US citizenship ပေးအပ်ကနိုင်ငံလိုက်ဝေးစဉ်ဘောလုံးတင်ကိုစားပြုခွင့်တွေပါပေးအပ်နေကြတာကိုတွေ့ရမှာပါအထူးသဖြင့်လက်ရှိမှာအင်ဒိုနဲ့မလေးရှားကအများဆုံးခေါ်ယူထားတဲ့အသင်းတွေလို့ပြောလို့ရပါတယ်မလေးရှားလည်းအရင်ကခေါ်ယူခဲ့မှုတဲ့အစင်လာရှိတဲ့အသင်း BB အော်စီသားနီးပြတဲ့လက်ထက်မှာလည်း BUSY ဘာမှမဆိုင်မဲနဲ့အမျိုးတော်မတော်တဲ့အရေးသွေးမြင့်စားမကောင်းတွေကိုမွေးစားသားတွေအနေနဲ့အသင်းကိုလောလောလတ်လတ်ခေါ်ယူထားတာကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်ကဲဒါဆိုရင်မလေးရှားခေါ်ယူထားတဲ့မွေးစားသားတွေအကြောင်းကိုလေ့လာကြည့်လိုက်အောင်ပါပထမဦးစွာကန်စစ်ဇာမာ2ဖြစ်တဲ့ဖာကွန်ဒိုဟာလက်ရှိချိန်မှာတော့စပိန်လာလီဂါကလပ်အသင်းတစ်သင်းဖြစ်တဲ့ဒီပိုအလာဗတ်စ်အသင်းကိုပြောင်းရွှေ့ကစားနေတာဖြစ်ပြီးတော့လာလီဂါမှာလည်းပွဲပေါင်း10ပွဲကစားခွင့်ရရှိထားတာဖြစ်ပါတယ်အလွတ်ပြောင်းရွှေ့ခြင်းနဲ့အာဂျီနာကလပ်အသင်းကိုလွန်အသင်းစီကနေပြောင်းရွှေ့လာခဲ့တဲ့ဖာကွန်ဒိုဟာအသက်အရွယ်အားဖြင့်ဆိုရင်25နှစ်သာရှိသေးပြီးတော့အရေးသွေးမြင့်တဲ့ကန်စစ်ဇာမာ2ဦးလည်းပဲဖြစ်ပါတယ်ဒီလိုကစားမကိုမလေးရှားလက်ဝဲစင်အသင်းနေနဲ့နိုင်ငံကိုစားပြုနေနဲ့ခေါ်ယူခဲ့ပြီးဖြစ်ကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကပဲအသင်းရဲ့တရားဝင် social media platform တွေထက်ကနေကြေညာခဲ့သလိုမလေးရှားလက်ဝဲစင်အသင်းရဲ့အာရှဖလားခြေစစ်ပွဲစဉ်တွေအတွက်လည်းအသင်းနဲ့တရားဝင်လာပြီးတော့ပူးပေါင်းခဲ့ပြီးလည်းပဲဖြစ်ပါတယ်နောက်ထပ်တောင်ပန်တိုက်စစ်ဇာမာ2ဖြစ်တဲ့အီမာနိုမာချူကာကတော့အာဂျီနာကလပ်ဗယ်လက်ဆာဖီအသင်းမှာအငှားနဲ့လောက်ကစားနေတာဖြစ်ပြီးတော့ဘရာဇီးကလပ်ဖော်တယ်လီဇာအသင်းမှာလည်းခြေစွမ်းပြကစားခဲ့တဲ့သူပဲဖြစ်ပါတယ်တောင်ပန်တိုက်စစ်ဇာမာ2ဖြစ်ပြီးတော့အသက်အရွယ်ရလဲ25နှစ်သာရှိသေးတဲ့အာဂျီနာတောင်ပန်ဇာမာလီ2လည်းဖြစ်ပါတယ်ဒီကစားမကိုလည်းအာရှဖလားခြေစစ်ပွဲစဉ်များအတွက်ရည်ရွယ်ပြီးတော့ခေါ်ယူထားတာဖြစ်ပြီးမနေ့ကပဲအသင်းနဲ့လောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်ဒီကစားမကတော့ဒူရက်ကီထိတ်တန်းကလပ်ဘရက်ရှီယာအသင်းမှာကစားနေတဲ့ဘရာဇီးတောင်ပန်တိုက်စစ်ကစားမဂျာအိုဖီဂူရီတိုပဲဖြစ်ပါတယ်29နှစ်ပဲဘရာဇီးသားဒီယာဒီဒူရက်ကီလီသွင်းကို9ဂိုးဒီကိုသွင်းပေးထားပြီးတော့အသင်းနဲ့တူကွန်ဖရင့်စ်လီမှာလည်းတွားပြီးတော့ကစားပေးထားတာဖြစ်ပါတယ်နောက်ထပ်ကစားမတယောက်ကတော့29နှစ်ရွယ်အာဂျီနာလူမျိုးတိုက်စစ်မှုရိုဒရီဂိုဟိုဂါတိုပဲဖြစ်ပါတယ်အာဂျင်တီးနားမက္ကဆီကိုချီလီစတဲ့လိတွေမှာကစားမဘွားကျင်းလည်ခဲ့ပြီးတော့လက်ရှိမှာကိုလံဘီယာလိကလပ်အသင်းဖြစ်တဲ့အမေရိကဒီကာလီသင်းမှာကစားနေတာပဲဖြစ်ပါတယ်နောက်ဆုံးကစားမကတော့စပိန်သားကန်စီမူဂျွန်အီရာစဘယ်ပဲဖြစ်ပါတယ်အဇာဘိုင်ဂျန်ကလပ်အသင်းဖြစ်တဲ့ဆာဘာ FK အသင်းမှာကစားနေတဲ့ဂျွန်ဟာအသက်28နှစ်ပဲရှိသေးပြီးတော့လက်ရှိရာသီဥရောပဝင်ခွင့်ကွန်ဖရင့်စီကိုလည်းကစားနေခဲ့တာဖြစ်ပါတယ်ဒီကစားမတွေကအာဂျင်တီးနားစပိန်ဘရာဇီးသားတွေဖြစ်ကြပြီးတော့၎င်းတို့ရဲ့မွေးဖွားရာမိခင်နိုင်ငံတွေမှာလည်းနာမည်ကျော်စူပါစတာတွေများတဲ့အတွက်လိုက်ဝေးစဉ်အသင်းကိုကိုစားပြုခွင့်ရဖို့ရန်ကုန်မှာခက်ခဲလုံးပါတယ်နောက်ပြီးတော့မလေးရှားနိုင်ငံတောင်အမေရိကဈေးကွက်ကိုတော်လေးဟိုမှာရင်းနှီးကျွမ်းဝင်နေလို့မလေးရှားဘောလုံးဖွဲ့ကျုံးတဲ့မလေးရှားကလပ်အသင်းကြီးများရဲ့ဝန်ထမ်းကြီးပိုင်းတွေထဲမှာလည်းစပိန်အာဂျင်တီးနားဘရာဇီးစတဲ့ပုံကိုယ်တွေရှိနေပါတယ်နောက်ပြီးတော့မလေးရှားကလပ်တွေကတောင်အမေရိကနဲ့ဥရောပမှာဆိုရင်စပိန်စားမတွေကိုခေါ်ယူလေးရှိတာဖြစ်ပြီးတော့ဒီဂျိတ်တွေကြောင့်လည်းဒီစားမတွေအရွယ်ကောင်းတဲ့နိုင်ငံလက်ဝဲစဉ်အသင်းပွဲကစားခြင်းတဲ့အတွက်ရွေးချယ်တာဖြစ်နိုင်တယ်လို့သုံးသပ်မိပါတယ်ဒါကြောင့်နိုင်ငံလက်ဝဲစဉ်အသင်းနေတဲ့မလေးရှားကိုစားပြုဖို့ရွေးချယ်ခဲ့တာလို့ကျွန်တော်အနေနဲ့လေးလာသုံးသပ်မိကြောင်းပါနောက်ပြီးတော့တခြားသောအကျိုးခံစား권တွေကတော့နားလည်မှုရရှိမှာဖြစ်သလိုမလေးရှားအနေနဲ့အာဆီယံမှာဗိုလ်ပြန်လုံနိုင်မှုသူတို့အနေနဲ့ဒီလိုနိုင်ငံကိုစားပြုမကစားတဲ့ကစားမကောင်းတွေခေါ်ပြီးဝင်လေးအောင်မှာမဟုတ်ပါဘူးဆိုတော့ပရိသတ်တို့ကရောဒီကစားမတွေသွင်းတော့ကာပြားဖြစ်မယ်လို့ထင်လားကျွန်တော်ကတော့ Buenos Aires, Sao Paulo, Bilbao စတဲ့မြို့ကြီးတွေမှာမွေးတဲ့ငနေတွေဟာမြို့နာမည်ကလည်းမလေးရှားမြို့နာမည်မဟုတ်လို့ US citizenship ပေးပြီးတော့ဓာတ်ရိုက်မွေးစားခေါ်ယူသုံးဆွဲတယ်လို့ပဲမြင်မိပါတယ်ဆိုတော့မိတ်ဆွေတို့ရဲ့မြင်ကွင်းလဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်လူတို့ကိုစိတ်တမျိုးထင်မျိုးဖြစ်ကြလို့စောက်ဆရာကြီးလုပ်ပြီးတော့အသက်လို့ဇဲတာမျိုးတော့မလုပ်ကြဘူးနဲ့အာရှကြားကြီးပေးချအဲ့လိုလူစားမျိုးတွေအတွက်ကြိုးစုံမှာမဟုတ်လို့ဘန်းသွားမှာပဲဖြစ်ကြောင်းလည်းပြောပြစေဆိုတော့ဘာလို့အားလုံးကလည်းဆုံးနေကြည့်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ